ဟုတ်ကဲ့မင်္ဂလာပါခုနလိုအသီးစကားပြောတဲ့ဗီဒီယိုတွေထုတ်ဖို့ပတ်စံတစ်ချက်မှကုန်ခံစရာမလိုဘဲနဲ့ AI နဲ့ free ဘယ်လိုထုတ်ရမလဲဆိုတာကိုဒီနေ့ကျွန်တော်ပြောပြပေးမယ်ဒီလိုဗီဒီယိုတွေထုတ်ပြီး TikTok တို့ YouTube တို့ Facebook တို့မှာ monetization ချောက်ပြီးတော့ငွေရှာလို့ရတယ်အဲဆိုရင်ကျွန်တော်ဒီအဲ့လိုအသီးဗီဒီယိုတွေဘယ်လိုထုတ်ရမလဲဆိုတာကိုကျွန်တော်ခုပြပေးမယ်ပေါ့နော်အဲ့လိုထုတ်ဖို့အတွက်ဆိုရင်အရင်ဆုံးဇာတ်လမ်းရေးရမယ်ပေါ့နော်ဘယ်သူကဘာပြောမယ်ဘယ်အသီးကဘာစကားပြောမယ်ဒီဒီကဘာစကားပြောမယ်ပေါ့အဲ့လိုမျိုးဇလန်းလေးတစ်ပုဒ်ရေးရမယ်အဲ့ဇလန်းရေးဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုရင်ကျွန်တော်တို့က ChatGPT ကိုကျွန်တော်တို့ဇလန်းရေးခိုင်းမယ်အဲ့အသီးဇလန်းတစ်ပုဒ်ကိုကျွန်တော်တို့ ChatGPT ကိုရေးခိုင်းမယ်ပြီးရင်ဇလန်းရေးပြီးပြီဆိုရင်အဲ့ဇလန်းမှာပါတဲ့ဇက်ကောင်တွေကိုပုံထုတ်ခိုင်းမယ်ပုံထုတ်ပြီးတော့ပြီဆိုရင်အဲ့ပုံတွေကိုကျွန်တော်တို့ကဗီဒီယိုအဖြစ်ပြန်ပြောင်းမယ် ChatGPT ကိုနှိပ်လိုက်မယ်အဲ့ပြီးကျွန်တော်တို့ကြိုရေးတာပေါ့နော်ကျွန်တော်ကတော့ဒီ ChatGPT ကိုဒီဇလန်တစ်ခုထုတ်ဖို့အတွက်ကိုကျွန်တော်ဒီမှာကြိုရေးထားတယ်ကျွန်တော်ကတော့ဒါကတော့မတူပို့မဲ့ဆိုတော့ကျွန်တော်ကြိုရေးထားတာခုခေတ်စားနေတဲ့မြန်မာလိုစကားပြောတဲ့အသီးဇလန်အတွက်3မိနစ်စာဇလန်တစ်ပုဒ်ရေးပေးပါဇလန်ရဲ့စင်းတစ်ခုရှင်းစီအလိုက် prompt ရေးပေးပါစင်းတစ်ခုရှင်းစီကိုလည်းနံပါတ်တွေဆင်းလိုက်တက်ပေးပါ prompt နဲ့ဗီဒီယိုထုတ်တဲ့အခါအင်္ဂလိပ်လိုမပြောဘဲမြန်မာလိုပြပြတတ်ပြောနိုင်ဖို့ prompt ထဲမှာထည့်ရေးပေးပါကျွန်တော်ဒီလိုပြောတာသူ့ဇလန်းရေးခိုင်းမဲ့စာကျွန်တော်ဒါကို ChatGPT ကိုကျွန်တော်ပို့လိုက်မယ်ပေါ့နော်သူ့ပို့လိုက်မယ်နော်သူဘယ်လိုရေးပေးမလဲဆိုတာကျွန်တော်ကြည့်လာသူရေးနေပြီပေါ့နော်ရေးနေပြီသူရေးအပြီးတော့ပေါ့နော်သူဘယ်လိုရေးလဲဆိုတာကျွန်တော်ကြည့်မယ်ဒီမှာအခန်းတက်မှာသူဒီဇလန်ရဲ့ prompt ရေးပြရတယ်ပေါ့နော်ဒီဇလန်ထဲမှာအခန်းတက်မှာကြတော့ဒီပထမဆုံးကဒီကကြတော့ဒီမှာဒီပထမဆုံးကဟာကြတော့ကျွန်တော်တို့က image prompt ဆိုပြီးတော့ပါတယ်ဒါကတော့ဓာတ်ပုံထုတ်ရင်ဒီ prompt ကိုကျွန်တော်တို့ကဒီ prompt ကိုဓာတ်ပုံထုတ်ရင်သုံးရမယ်ဒီအောက်ကဟာကြတော့ video prompt ဆိုတာဗီဒီယိုထုတ်တဲ့ခါကျရင်ဒီ prompt ကိုသုံးရမယ်ဒီဗီဒီယိုထဲမှာသူပြောမဲ့စကားလုံးတွေမှာပန်းတီးကဘာပြောမယ်ငပြောတီးကဘာပြောမယ်စပြေတီးကဘာပြောမယ်အဲ့လိုမျိုးတစ်ခါသူ့မှာရေးပြီးပြီလားဒီမှာအခန်းနှစ်မှာဆိုရဲလိုပဲဒီမှာ image prompt ဆိုရင်ဓာတ်ပုံထုတ်ဖို့ video prompt ဆိုရင်ဗီဒီယိုထုတ်ဖို့ဒီအခန်းနှစ်မှာပြောမဲ့စကားလုံးတွေဒါလေးရေးထားပြီးသားအခန်းရဲ့အစဉ်လိုက်အကုန်လုံးအတူတူပဲဒါကိုကျွန်တော်တို့ပုံထုတ်ကြည့်မယ်ခန်းတစ်ကိုအရင်ဆိုင်းပြီးတော့ပုံထုတ်မှကျွန်တော်ဒါကို copy လိုက်ပြီးတော့ကျွန်တော်က copy လိုက်ပြီးတော့ဒီနားမှာပဲထုတ်မှသူပေးချပြီးတော့ပြန်ပို့လိုက်သူဘက်ကပုံထုတ်ပေးမှာပေါ့နော်အခုကျွန်တော်လုပ်ပြမဲ့နီးလန်းကတော့လုံးဝအကုန်လုံးစာရေးတာအစားဗီဒီယိုထုတ်တာအစားပုံလေးထုတ်တာအစားအကုန်လုံးအစအဆုံးအကုန် free ပဲ AI ကိုပတ်စံပေးပြီးဝေသုံးတဲ့ AI သုံးဟုတ်မှာပါဘူးပေါ်တော့ပုံပေါ်လာပြီးဒီမှာတွေ့လားဒီဇလန်နဲ့မှာပါတဲ့ပုံလေးမှာဒီမှာဒီပုံလေးကျွန်တော် example လိုက်မယ်ကြည်လင်းပဲအဲဆိုဒီပုံကနေကျွန်တော်တို့ကဗီဒီယိုထုတ်ရမယ်ဗီဒီယိုထုတ်ဖို့တဲ့ဒီမှာအခန်းတစ်မှာဗီဒီယိုထုတ်ဖို့အတွက်သူ prompt ရေးပေးရတယ်စာရေးပေးရတယ်ပေါ့နော်ဒီမှာ video prompt ဆိုပြီးတော့ဒီနားမှာအဲ့မှာ video prompt ဆိုပြီးရေးပေးရတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ video prompt copy ယူရမယ် copy ယူတဲ့တစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာစကားပြောတဲ့စာအဆုံးထိဆွဲလာခဲ့ပြီးရင် copy ယူလာခဲ့ copy ယူပြီးတော့ကျွန်တော်တို့ကဒီဓာတ်ပုံကနေ video ထုတ်ဖို့အတွက်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့က flow AI နဲ့ထုတ်မယ်အဲ့ flow AI ကကြတော့ပတ်စံပေးစရာမလိုဘူး Gmail ကောက်တစ်ကောက်ဝင်လိုက်တော့တနေ့ကို credit 50 free ရတယ်အဲ့ credit 50 free ရတာနဲ့တနေ့ကိုဗီဒီယိုကျွန်တော်တို့က4 5 6ပုတ်ထုတ်လို့ရတာပေါ့အလကားစံဒီချက်မှမလို့ပဲ Gmail ကောက်တစ်ကောက်ကိုရတာဒီနေ့ credit 50ကုန်တော့ရင်နောက်နေ့ကျရင်လည်း50ထည့်ရတယ်50ဆိုရင်ဗီဒီယို3 4ပုတ်ထုတ်လို့ရတယ်ဗျအဲ့ကြောင့်မို့ကျွန်တော် Google Flow တွားလိုက်မယ် Google Flow တွားဖို့အတွက်ဆိုရင်ဒီဘယ်ကနေဝင်ရမလဲဆိုတော့ browser တစ်ခုကနေဝင်လိုက်ကျွန်တော်ကတော့ Chrome browser တွေကဝင်ဖို့ပဲကြံပေးပါနဲ့ကျွန်တော် Chrome browser ကိုနှိပ်လိုက်မယ် Chrome browser နှိပ်လိုက်ပြီဆိုတာနဲ့ဒီ search bar မှာ
ကိုဗစ် flow AI ဆိုပြီးရိုက်ချလိုက်မှာ flow AI ဆိုပြီးရိုက်ချလိုက် flow AI နော်ပေါ်လာပြီပေါ့နော်နှိပ်လိုက်ဒီမှာ Google လက်ကထုတ်ပေးတာလေ flow AI အဲ့ဒါကိုကျွန်တော်တို့အပေါ်ဆုံးဟာပဲနှိပ်ပြီးဝင်လိုက်နှိပ်ပြီးဝင်လိုက်ပြီဆိုရင်ကျွန်တော်ကအကောက်ဝင်ထားပြီးပြီမလို့ဒီလိုပေါ်လာတာဒီလိုမိမိတို့မှာကောက်ဝင်ရသေးဘူးဆိုတော့ဒီလောက်ဒီပုံမပေါ်သေးဘူးပေါ့နော်ဒီနားမှာဒီညာဘက်တောက်မှာကျွန်တော်ဒီဘက်မှာပြတယ်အဲ့နားလေးမှာကိုယ့်ရဲ့ Gmail နဲ့ login ဝင်လိုက် login ဝင်လိုက်ပြီဆိုတော့ဒီညာပေါ်လာလိမ့်မယ်ဒီညာပေါ်လာပြီးပြီဆိုတာနဲ့ဒီမှာ new project ဆိုတာရှိတယ်ဓာတ်ပုံကနေဗီဒီယိုထုတ်ဖို့အတွက်ကျွန်တော်တို့ကအဲ့ new project ကိုနှိပ်မယ်နှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုပေါ်လာလိမ့်မယ်ဒီလိုပေါ်လာပြီဆိုတော့ဒီဘက်မှာအောက်ဘက်မှာကျလဲ plus sign ရဲ့ agent ရဲ့ဒီဘက်မှာ video ဆိုတာရှိတယ် video ဆိုတာရှိတယ်အဲ့ဒါကိုနှိပ်ကြည့်လိုက်မယ်ဆိုဒီဘက်မှာဓာတ်ပုံထုတ်မယ်ဆိုဒီဘက်အင်းကိုနှိပ်ထားရမယ်ဗီဒီယိုထုတ်မယ်ဆိုဗီဒီယိုကိုနှိပ်ထားရမယ်ဗီဒီယိုထုတ်မယ်ဆိုရင်လည်းကိုကဗီဒီယိုနှိပ်ပြီးကျွန်တော်ဗာဆိုင်နဲ့ထုတ်မှာလဲကျွန်တော်က TikTok မှာဆိုရင်9 ratio 16ပေါ့နော်9 ratio 16 TikTok site ဒီဘက်မှာ16 ratio 9ဆိုတာက Facebook တို့ YouTube တို့မှာတင်လို့ရတဲ့ဟာဒီဘက်မှာအောက်ရှိမှာ18တို့28တို့အဲ့လိုရေးထားရဆိုတာတစ်ခါတည်းနဲ့ပို့လိုက်တဲ့နဲ့ဗီဒီယိုနှစ်ပုတ်တစ်ခါတည်းထုတ်မှာလားသုံးပုတ်တစ်ခါတည်းထုတ်မှာလားအဲ့ဒါကိုမေးတာဒီအောက်ကဟာကတော့ဒီမှာ AI 2တွေပေါ့ဒီအပေါ်ဆုံးကကျွန်တော်သုံးထားတဲ့ဒီအပေါ်ဆုံးက flash ကတော့နောက်ဆုံးထည့်ထားတာအဲ့ကောင်လေးနဲ့သုံးပြီးတော့ဗီဒီယိုထုတ်ရင်ဒီမှာစကားကိုဘာဝဆန်ဆန်ဒီမှာပြောတဲ့ပုံစံမျိုးရတယ် Vivo 31 line နဲ့ထုတ်မယ်ဆိုရင်တော့ဒီမှာစကားတော့ပြီးရဒါပေမဲ့ Omni လိုက်လောက် Omni flat လောက်အောင်အဲကြောင့်မို့လို့ Omni flat ကိုရွေးထားလိုက်တယ်ဗီဒီယိုထုတ်မယ်ဆိုတော့ဗီဒီယိုရွေးမယ်ကျွန်တော်ကတော့16 ratio ကိုနဲ့ပဲထုတ်ပြမယ်ဒီဖုန်းထုတ်မှာဖုန်းထုတ်မယ်ဆိုရင်ဒီမှာ80စက္ကန့်ရတယ် free ဆိုရင်80စက္ကန့်ရတယ်80စက္ကန့်သာထုတ်ရှင်credit က15 credit ကုန်သွားတယ်ကျွန်တော်တို့မှာရတာ credit ကဗီဒီယိုထုတ်ဖို့အတွက်50ပဲရတာဆိုတော့ဒီနေ့ကို50ဆိုရင်ကျွန်တော်တို့80စက္ကန့်စာပဲထုတ်လိုက်အဲဆိုရင်ဗီဒီယိုတစ်ခါမှတစ်ပုတ်ပဲထုတ်မယ်တစ်ပုတ်ပဲထုတ်မယ်ဆိုတော့ကျွန်တော်ဗီဒီယိုခုနလုပ်ထားတဲ့ဓာတ်ပုံအဲအသီးပုံဝင်ကျွန်တော်တို့က upload တင်မယ်အသီးပုံ upload တင်မယ်ဆိုဒီဘက်မှာအောက်ရှိမှာပါမြားလေးနဲ့ upload ဆိုတဲ့ဟာပေါ်တယ်အဲ upload တင်နောက် upload တင်မဲ့ဟာပေါ်တယ်ပေါ့နော်အဲ upload ကိုကျွန်တော်နှိပ်လိုက်ပြီနှိပ်လိုက်ပြီဆိုတော့ဒီမှာအသီးပုံလေးအဲပုံနှိပ်ပြီးတော့လုပ်တင်လိုက်မယ်ဒီ upload တက်လာပြီဆိုတာနဲ့ဒီဘက်မှာအောက်မှာ add to bronze ဆိုတာနှိပ်လိုက်နှိပ်လိုက်ပြီဆိုတာနဲ့ဒီလိုပေါ်လာလိမ့်မယ်လို့ပေါ်လာပြီဆိုရင်ကျွန်တော်ဒီဘက်မှာဟိုဘက်ကဗီဒီယို prompt ယူလာတဲ့ဟာကိုဒီနားမှာ copy ချလိုက် copy ချလိုက်ပြီးရတဲ့သူပို့ပေးလိုက်မှာပေါ့ဒီလိုပေါ်လာရင်ဘာမှမဖြစ်ဘူးเนาะခဏလေးပဲစောင့်နေလိုက်အဲ့ဒါဆိုအစားနေပြန်တော့လိုက်အဲ့ flow ရခါတည်းရရင်တော့ကြောင်ခဲ့တယ်ခါရဗီဒီယိုထုတ်ရင်လောလောဆယ်ထုံမရတာလည်းဖြစ်တယ်ကျန်ပဲ error တက်သွားတာလည်းရှိတယ်ထုံမရတာလည်းရှိတယ်အဲ့လိုဆိုရင်ဘာမှမဖြစ်ဘူးဒီ Chrome browser တွေကနေပြန်ထွက်ပြီးတော့ flow AI website တွေကိုပြန်ပြီးအဖြစ်ပြန်ဝင်လိုက်ပြန်ထုတ်အဲ့ဆိုပြန်ရတော့လိမ့်သူပြီးတော့ပေါ့နော်ကျွန်တော်ဖွင့်ကြည့်မင်္ဂလာနံနက်ခင်းပါတငယ်ချင်းတို့ရေဒီနေ့လဲပျော်စရာနေ့လေးဖြစ်မယ်ထင်တယ်ဟုတ်တယ်အတူတူကစားကြမယ်ဒီဗီဒီယိုယူမယ်ဆိုရင်ကျွန်တော်ကဗီဒီယိုဟိုတစ်ခန်းစာထုတ်ရတော့ဒီပေါ့နော်ဒေါင်းကျင်တယ်ဆိုဒီဘက်မှာဒီဘက်ဟိုတော့မှာမြားလေးရှိတယ်ဒီဘက်မှာမြားလေးအဲ့မြားလေးကိုနှိပ်လိုက်ပြီးတော့ဒေါင်းပြီးတော့ဆက်ပြီးဆိုရင်ကျွန်တော်ထပ်လိုက်မယ်ကျွန်တော်ကနောက်တစ်ခန်းထုတ်မှာကျွန်တော်နောက်တစ်ခန်းထုတ်ပြမယ်နောက်တစ်ခန်းထုတ်ပြမယ်ဆိုရင်ကျွန်တော်တို့ဆက်ကြည့်ဗီဒီယိုလေးကိုပြန်တော့လိုက်ပုံတော့မထုတ်တော့ဘူးကျွန်တော်ရုပ်တွေပြောင်းသွားမှာဆိုတော့ခုနကနံပါတ်1က3ယောက်ပုံပဲကျွန်တော်ထုတ်မယ်ဒီမှာလေဒါက3ယောက်ပါနေဆိုတော့ဗီဒီယို prompt ကိုကျွန်တော်ပြန်ယူမယ်copy ပြန်ယူလိုက်မယ် copy ပြန်ယူပြီးတော့နှိပ်လိုက် copy နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ခုနကပုံလေး upload ကိုပြန်တော့မယ်ဆန်တော့ပြီးတာနဲ့အဲ3ယောက်ပုံ upload ပြန်တင်မယ်upload တင်ပြီးသားရှိတဲ့အတွက်ကျွန်တော်အတူ prompt ရေးလိုက်မယ်ရေးလိုက်ပြီးဆိုတာနဲ့ခုနယူလာတဲ့စာကိုပိတ်ချတို့ပို့လိုက်မှာပေါ့နော်ဒါလို့ကျွန်တော်နောက်တစ်ခါမှာပထမပုံယူသုံးတာလဲဆိုရင်ပထမပုံကိုယူမသုံးမင်းနဲ့ကျွန်တော်တို့စာကြီးပဲပို့လိုက်မယ်ဆိုရင်ဒီအသီးကြီးပြောင်းတော့မှာအသီးကြီးပြောင်းတော့ရင် character မတူတော့ဘူး
ဇက်ကောင်လေးလွှဲတော့မှာအဲကြောင့်မို့ဒီပထမပုံကဇက်ကောင်လေးကိုပဲအဲ့ပုံပဲပြန်ယူပြီးတော့နောက်တစ်ခါမှလည်းအဲ့၃ယောက်ပါနေတဲ့အတွက်အဲ့ပုံလေးကို upload တင်ပြီးတော့မီဒီယာတစ်ခါကိုပြန်ထုတ်လိုက်တာအဲ့ပုံမယူပေးထုတ်မယ်ဆိုရင်ဒီအသီးလေးလွှဲသွားလိမ့်မယ်ဥမာပန်းသီးကနေပြီးတခြားသီးဖြစ်ရင်ဖြစ်သွားမှာဘူး AI ကအဲ့လောက်ထိခါရမသိဘူးမသိကြရင်အသီးပဲပြောင်းတော့တယ်အဲကြောင့်မို့လို့ပထမဒီခက်မှာပါတဲ့ character ၃ယောက်ကိုပဲပုံကိုပဲပြန်ယူပြီးတော့နောက်တစ်ခါမှလည်းသူတို့၃ယောက်ပုံနဲ့ထုတ်တယ်အဲဆိုဗီဒီယိုပြီးတော့ပေါ့နော်အဲဆိုနောက်တစ်ပုတ်ရတော့ပေါ့နော်သူနောက်တစ်ပုတ်ရတော့ဆိုရင်ကျွန်တော်တို့ကခုလိုလောင်းထားလိုက်လောင်းလို့ရတော့ကျွန်တော်တို့ကဒီပုံကိုလိုချင်တယ်ဆိုရင်ဒီပုံနောက်တစ်ခါမှသုံးချင်တယ်ဆိုဒီပုံလေးလန်းထောက်လိုက်ပြီဆိုတော့ဒီမှာအော်မှာဒီမှာဓာတ်ပုံရပုံလိုက်အဲ့ဒါကိုနှိပ်လိုက်ဒီပုံယူပြီးတော့နောက်တစ်ခါမှဆက်ဖို့အတွက်ကျွန်တော်အဲ့ပုံယူပြီးတော့အဲ့ဆိုရင်နောက်တစ်ခါထုတ်ပြလာကျွန်တော်ခန်း3ကကျွန်တော်ပုံမထုတ်တော့ဘူးပုံကခုနစကရင်ဆိုရယူလာတဲ့ပုံရှိပြီမို့လို့ခန်း3ကဇလန်ကို copy ပြန်ယူမယ်ပြန်ပြီးရင်ကျွန်တော်တို့ကupload တင်မယ်ဆိုတော့နိုင်ပဲပုံကဒီပါပဲဒီမှာဒီပုံဆောင်ပြန်ယူမယ်ဒီပုံပြန်ယူမယ်ဒီပုံပြန်ယူလိုက်မယ်ဒီပုံပြန်ပြီးရင်တော့ခုန copy လာတဲ့စာကိုပြန်ချမယ်ပြန်ပို့လိုက်မယ်ဒါခန်း3ပေါ့နော်ဝတ္ထုဇလန်းကကြတော့ဟိုကြိုက်လို့ဟိုရေးတဲ့ရင်တော့ကိုကြိုက်တဲ့ပုံစံရေးလို့ရသူ့ဘာစကားပြောချင်လဲဘယ်လိုဇလန်းမျိုးလိုချင်လဲဟိုကြိုက်တဲ့ပုံစံမျိုးဇလန်းမျိုးရေးပြီးတော့သူထုတ်ခိုင်းလို့ရတယ်ပေါ့နော်ဟိုရှေ့ဇလန်းလိုချင်လဲကိုကဟိုတခြားဇလန်းတွေလိုချင်လဲအဲ့လိုမျိုးပေါ့မင်းသားဘသူသုံးချင်လဲအတိအဘာတိကိုမင်းသားနေရာထားချင်လဲအဲ့လိုတစ်ခါတည်းကိုက AI ကိုခိုင်းလို့ရတယ်ပေါ့နော်တစ်ခါတည်းအဲ့ ChatGPT မှာကိုလိုချင်တဲ့ပုံစံကိုအင်္ဂလိပ်လိုမတက်ရင်တော့အဲ့မြန်မာလိုပဲရေးရိုးပဲရေးဖို့လည်းရတယ်အဲ့ဒါတော့တစ်ခါပေါ်လာ ပန်းလေးတွေမကြောက်နဲ့နော်ငါရေလောင်းပေးမယ်ပန်းသီးကစိတ်ထားကောင်းလိုက်တာဟေးငါတို့လည်းကူညီမယ် မှန်တော့တော့ရတော့ပေါ့နော်တော့ရတော့ဆိုရင်ဒီမှာပေါ်ဆုံးကအဲ့ညာလေးနဲ့ဒီတော့ညာလေးနဲ့ထောင်းလာလိုက်မှထောင်းလာဒီအခန်းနောက်တစ်ခန်းစားရင်လေဒီအခန်း3အခန်း4စားရင်လေဒီပုံကနေပြန်စားဒီပုံကနေပြန်စားတာကဘာအတွက်ကောင်းလဲဆိုတော့ခုနကျွန်တော်ရှင်းပြသလိုပဲဒီပုံကပြန်စားရင်တခြားပုံတွေပြောင်းမတော့ဘူးဒီပုံကမစားပြနေကျွန်တော်ဒီတိုင်းပဲစာရိုက်ပြီးပို့လိုက်မယ်ဆိုရင်ပန်းသီးရတခြားသီးရဖြစ်ပြီးတခြားလူအဲ့ character နဲ့မတူဘဲနဲ့ဖြစ်သွားမှာအဲ့ character တူရှင်တဲ့အတွက်ကျွန်တော်တို့ကဒီပုံကို screenshot ရိုက်ယူထားလိုက်အဲကြောင့်မို့လို့ကျွန်တော်တို့ကဒီပုံကနေပြန်စားအောင်လို့ပေါ့နော်ဒီပုံကနေပြန်စားအောင်လို့ကျွန်တော်တို့ကအဲ့ပုံဒီတိုင်းလက်လေးနဲ့ဖိထားလိုက်ရင်ဓာတ်ပုံရိုက်ယူထားလိုက်တာပေါ့နော်အဲ့ဓာတ်ပုံရိုက်တဲ့ဟာပါတယ်အဲ့ပုံလေးကျွန်တော်တို့ကရိုက်ယူထားလိုက်တာဟုတ်ပြီပြောင်းတော့လိမ့်မယ်သူကအဲ့လိုမရိုက်ဘူးဆိုရင်သူကပြောင်းတော့တယ်ပြောင်းတော့တဲ့ကျွန် ပန်း တော် လေး တို့ တွေ က မကြောက်နဲ့နော် အဲ့ပုံမှာခါဖိလိုက်ရင်လည်းဒီမှာကိုကဥမာဒီအစပုံရိုက်မယ်ဆိုဒီအစနေရာကနေမရိုက်နဲ့သူကဖေအခန်းကဆုံးတာလေဟာလားဒီခန်းဆုံးတယ်မလားဒီခန်းဆုံးရင်ဒီခန်းကိုလက်နဲ့နှိပ်လိုက်အဲ့ဓာတ်ပုံပေါ်နေတဲ့ဟာလေးကိုပဲလက်လေးနဲ့နှိပ်လိုက်ရင်ဒီမှာအပေါ်မှာဓာတ်ပုံရိုက်တဲ့ဟာလေးပုံစံအဲ့ဒါကိုရိုက်ယူထားလိုက်ဘာလို့လဲဆိုတော့နောက်တစ်ခါမှသုံးလို့ရအောင်တော့အခန်းဆက်ကမှမလားအဲ့အခန်းဆက်တဲ့ခါကျရင်သုံးလို့ရအဲ့ကျွန်တော်နောက်ဆုံးတစ်ခန်းထုတ်ပြပေးဒီအခန်းလေးထုတ်ပြပေးကျန်တဲ့ဟာတော့ကိုယ့်ဘာကိုဒီတိုင်းစမ်းကြည့်ပြီးထုတ်တော့ပေါ့နော်ကျွန်တော်ဒီတစ်ခန်းနမူနာကြားထားပြီအဲ့စာကို copy ယူလာမယ်ခုနဓာတ်ပုံရိုက်လိုက်တဲ့ဓာတ်ပုံပါအဲ့ဒါပြလိုက်ခုနရိုက်ထားတဲ့ဓာတ်ပုံကဒီအဲ့ပုံယူလိုက်မယ်ဖေးချလိုက်မယ်ခုနစာ
ပြည်သူပို့လိုက်ကိုအခန်းတိုင်းကိုဒီလိုပဲထုတ်သွားပြီးရင်လည်းကျွန်တော်တို့က editing software တစ်ခုနဲ့ကက်ကက်နဲ့ပဲဖြစ်ဖြစ်တခြားဟိုပါကိုအားသာတဲ့ software တစ်ခုခုနဲ့ editor နဲ့တစ်ခန်းချင်းစီပြန်ဆက်ပြီးတော့ Facebook မှာပဲတင်နေ YouTube မှာပဲတင် TikTok မှာပဲတင်နေပေါ့နော်တင်ပြီးတော့ monetization 6ပြီးတော့အဲ့လိုမျိုး monetization အောင်တော့ရင်ပတ်စံချလို့ရတယ်ပေါ့နော်ဒီတိုင်းလေးပဲထုတ်တော့ဒီလိုနားမလည်တာတော့ဘာလို့ရှိရင်ကျွန်တော် comment အောက်မှာ mind ကြလို့ရရနော်အဲ့ဒါရတော့ခန့်လေးပေါ့ အတူတူလုပ်ရင်ပုံမြန်တယ် တငယ်ချင်းဆိုတာကူညီပေးရတာပဲ ကျေးဇူးတင်ပါတယ်တငယ်ချင်းတို့ အဲ့ဒါရတော့ပြီပေါ့နော်နောက်ပြီးဆုံးကိုလိုချင်တယ်ဆိုရင်ကိုကကိုထောင်းလို့ဆွဲထားလိုက်အဲ့လို download ဆွဲထားလိုက် download ဆွဲပြီးအခုနကပြောသလိုပဲဟိုအားတာတဲ့ editing software နဲ့တစ်ခန်းချင်းတွေကိုကိုကဆက်လိုက်ဆက်ပြီးဗီဒီယိုထုတ်လိုက်ထုတ်ပြီးရင်ကိုကြိုက်တဲ့ platform မှာတင်လို့ရရင် TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ဖြစ်ကိုကြိုက်တာတင်လိုက်တင်ပြီးကိုကကို monetization အောင်ရင်ပတ်စံဝင်တဲ့ဟာ6လို့ရပြီပေါ့ဒီလိုနားမလည်ရရှိရဆိုရင်ကျွန်တော်ဟို comment မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်လာမေးလို့ရပါတယ်အခုကျွန်တော်ဗီဒီယိုထုတ်နေတဲ့ prompt လိုချင်တယ်ဆိုလို့ပြောကျွန်တော် comment ထဲမှာရှာပေးရမှာအဲ့ prompt အဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်